ကျွန်တော်တို့ဝန်ဆောင်မှုတွေပေးပြီဆိုလို့ရှိရင် customer တွေဒီကျွန်တော်တို့ရဲ့ body language ကိုပို့ပြီးတော့မှမှတ်သားလေးရှိဘယ်ကနေမှတ်တာလဲဆိုတော့ကျွန်တော်တို့ရဲ့မသိတဲ့ကြံနေမှတ်တယ် body language ကဘယ်လောက်တော့အရေးပါလဲဆိုတော့ကျွန်တော်တို့ဘာပြောလဲဆိုတာတို့မသိတော့ဘူးကျွန်တော်တို့ဘယ်လိုပုံစံနဲ့ပြောတာလဲဘယ်လိုအပြုအမူတွေနဲ့ပြောတာလဲဘယ်လိုမျက်နှာအနေထားတွေနဲ့ပြောတာလဲဆိုတာလေးတွေကိုတို့ဒီ unconsciously မှတ်လေးရှိလေ့လာမှုတွေအရာ body language ရဲ့အရေးပါမှုဒီ55%လို့ပြောထားပါတယ်အဲ့တော့ခန္ဓာကိုယ်ရဲ့အရေးပါမှုဒီ55ဖြစ်တဲ့အတွက်ဗျာခန္ဓာကိုယ်ပုံစံမှန်နေပြီဆိုရင်ကိုပဲ service ပေးတာမှန်နေပြီလို့ကျွန်တော်တို့သတ်မှတ်လို့ရတယ်ဒါဒီမသိစိတ် level မှာ unconsciously connection ယူတဲ့ချိတ်ဆက်တဲ့ပုံစံဖြစ်ပါတယ်မသိလိုက်မသိပါတာချိတ်ဆက်နေတဲ့ပုံစံဖြစ်ပါတယ်အဲ့တော့ body language မှန်အောင်လုပ်ဖို့လိုပါတယ် body language ထဲမှာဘာတွေတောင်ပါလဲဆိုတော့အခုကျွန်တော်လုပ်ပြနေတဲ့လက်ဟန်ခြေဟန်တွေလည်းပါတယ်မျက်နှာအမူအရာတွေလည်းပါတယ်ခန္ဓာကိုယ်ရဲ့ smart ဖြစ်အောင်မမှတ်လေးနေတယ်ဆိုတဲ့ပုံစံတွေအကုန်လုံးပါဝင်ပါတယ်အဲ့တော့ body language နဲ့ပဲကိုယ့်ရဲ့ service ကိုကောင်းအောင်မြင့်တင်လို့ရပါတယ်ကျေးဇူးတင်ပါတယ်